ဆိုင်နေပေလို့ဘုရားပါမေကျွန်တော်တို့ထေရှိရစံခဲအကိပနာထားရရီအော်ငါဘဝရှိသူတို့ချိုးပြီးကနေခါလေလေညရိခဲမတနာလို့အသာတိကအပိုင်မျိုးနဲ့အရှိတ်တွေခဲငမိုက်တော်ရာဝေရှိကဲပြီးမနာဝေသူပဲတာရင်စွေပိုင်လေးမောစားတာအဖိုင်မျိုးနဲ့လေအဆိုင်နေရောဆိုင်ကဲမခိုင်ကိုအပြေးဆိုင်ပြည့်ပြကြ